လူပြောများနေတဲ့ကြောက်တတာကြီးနောက်ွယ်ကတကယ်မှန်တရားဒါကတော့ငလင်ရဲ့တန်းကြောင့်ပြိုကျတော့မယ်လို့နာမည်ကြီးနေတဲ့ကြောက်စင်မျိုးကကြောက်တတာကြီးရဲ့နောက်ွယ်ကအမှန်တရားပဲဖြစ်ပါတယ်။တမိုင်းကြောင်ရပထမအင်းဝါခင်မှာကြောက်တတာကြီးဘော်ကိုမင်းကြီးစွာကဲကစေရီတီတယ်လို့သိရပါတယ်။ဒါပေမဲ့လည်းပါဇက်ပြောဇလန်းတွေဝိတုဇလန်းတွေနဲ့ဖျားခေါပကရဲ့ပြောချက်မှာတော့တောင်ပေါ်ကဒီကြောက်တစ်သားကြီးကိုအုတ်တဆောင်တွေစောက်ရှောက်ကြကြောင်းတစ်သားတွေကရတနာတွေကိုလောဘကြီးတဲ့နွားချောင်းသားတယောက်ကတွေးလို့ရှိရင်စောက်ရှောက်တွေကတစ်သားပိတ်ချလိုက်တာကြောင့်လက်တစ်ဖက်ပြက်ကြံခဲ့ကြောင်းစသဖြင့်ကြားသိခဲ့ရပါတယ်။ဆရာကြီးမင်းသိန်ခါရှိတယ်ဇလန်းမှာလည်းမနုဿစာရီရဲ့ဖြစ်ပျက်ဟာအင်မတန်တနာဖို့ကောင်းပြီးတော့ဒီကြောက်တစ်သားကြီးကိုဖွင့်နေတော့ကမြစ်သားမြို့နယ်ကရွှေမင်းဝန်တောင်ပေါ်ကစေဒီမှာရှိတယ်လို့ကြားသိရပြန်ပါတယ်။ဒါပေမဲ့လည်းကြောက်တစ်သားကြီးကိုကိုရိုင်းလေးလာခဲ့သူတူရဲ့ဆိုရဆိုရင်ကြောက်တစ်သားအောက်ခြေမှာလူတကိုမှာဝင်လို့ရတဲ့တကားပေါက်ရှိပြီးတော့အတွင်းဘက်မှာဘာမှမရှိကြောင်းတဲခင်းထားတဲ့ဘဝကျမ်းပြင်တစ်ခုနဲ့ဇေဒီငယ်တဆူသားရှိကြောင်းဝိထုတွေကအတိုင်းရွှေငွေကြောက်တန်တို့ရှိခဲ့ရင်တောင်မှလက်ဦးသူတို့ယူပြီးဖြစ်ကြောင်းကြားသိရပါတယ်။ဒါကြောင့်ကြောက်တဲ့သားကြီးရဲ့ရာဇဝင်ဟာတကယ်ဟုတ်လားမဟုတ်လားဆိုတာကတော့ကိုယ်တိုင်အုံနောက်ကြီးနဲ့တေချာချင့်ချိန်တွေးဖို့မှားပါလိုက်ရပါတယ်။